ဂျိုဂျာဗန်ငယ်ကုန်တဲ့စိတ်တက်ကတူပူရီယာကိုအသာလေးတီးထုတ်ပေးလို့ရနေပါပြီ။ဂျိုဂျာဗန်ဆိုတာကလက်ရှိ UFC Flyweight တန်းကိုအလေးနက်လိုမျိုးဖောက်ဝင်လာတဲ့မိုးကြိုးလျက်စီးတစ်စင်းလိုပါပဲ။သူကအရွယ်နဲ့မလိုက်အောင်ပြေးသွားတဲ့စွမ်းရည်တက်တိနဲ့လက်သီးပါဝါပိုင်ဆိုင်ထားပြီးတော့ပွဲစဉ်ပွဲတိုင်းကိုဖျားပြင်းတဲ့ဒုံးကြီးလိုမျိုးချင်းကပ်တတ်တဲ့သူပါ။ရိုးရှင်းချင်းတော်ရဲဆိုတာထက်သူကပြိုင်ဘက်ရဲ့စိတ်တက်ကိုပါဖျက်ဆီးပြနိုင်တဲ့ဉာဏ်ရည်ထက်မြက်တဲ့ fighter တူလည်းဖြစ်ပါတယ်။ချန်ပီယံခပတ်ကိုရယူတဲ့ပုံစံကလည်းစွမ်းရည်အပြည့်နဲ့ထိုက်တန်အကြောင်းသက်သေပြခဲ့သလိုသူတို့စကလုံးနဲ့စိန်ခေါ်လာတဲ့မြည်သည့်ပြိုင်ဘက်ကိုမဆိုပညာသားပပနဲ့ထိထိမိမိပြန်လေတုံးမြန်နိုင်စွမ်းကဗန်ရဲ့ရှားပါတဲ့အရေးချင်းတရက်ပါပဲ။ဒါကြောင့်ဗန်က Flyweight တန်းမှာသူ့ရဲ့နာမည်ကိုထာဝရမှတ်တိုင်စိုက်ထူနိုင်မဲ့လာမယ့်မျိုးဆက်သစ်တွေအတွက်ပါစောင့်ကြည့်အားပေးထိုက်တဲ့ပြန်ဆန်ရှားကျယ်ပွင့်တလက်ပါပဲ။ရိုဂျာဗန်ကလက်ရှိ Flyweight တန်းချန်ပီယံဖြစ်တဲ့ fighter တွေကမောကြည့်နေရတဲ့အမြင့်ဆုံးနေရာကိုရောက်ရှိနေဖြစ်ပါတယ်။သူ့ရဲ့အရေးချင်းရှိမှုနဲ့ဘောက်ဆင်စကေးကောင်းလို့မှုကြောင့်မလို့ချန်ပီယံဖြစ်လာခြင်းမှလည်းထိုက်တန်ပေမဲ့လေတူပူရီယာနဲ့နိုင်ရှင်ကြတဲ့အခါမှာတချို့သောနီးစနစ်ပိုင်းကွာဟချက်တွေရှိနေရလို့သုံးသက်ချက်ကထွက်ပေါ်နေပါတယ်။လူမျိုးဝေဖန်မှုတွေရှိနေကြမယ်ဗန်ရဲ့ငယ်ရွယ်မှုတိုးတက်နှုံးနဲ့မီးလိုပူပြင်းတဲ့စိတ်ဓာတ်ကပြိုင်ဘက်အားလုံးကိုကျော်လွှားနိုင်တဲ့အထိအဓိကအင်အားဖြစ်လာနိုင်ပါတယ်။တူပူရီယာရဲ့လက်သီးတီးကြမှုနဲ့ပါဝါအားလုံးကိုအတိမတ်ပြုတ်ပေမဲ့ဗန်မှာလည်းပဲ Flyweight တိုင်းရဲ့အနေထားအရကြောက်စရာကောင်းတဲ့ပါဝါရှိနေပြန်နေပြ။ဘန်နိုဂျာလိုမျိုးထိပ်တန်းဖိုက်တာကိုအလဲထိုးနိုင်ခဲ့ခြင်းကဗန်ရဲ့လက်သီးကဘလောက်အန်ရများတယ်လဲဆိုတော့တက်တည်ပြခဲ့တာပါ။ဗန်ရဲ့အဓိကအားသာချက်ကတော့အသက်ငယ်ရနဲ့ဇွန်ရဲ့အပြေးအဝရှိခြင်းပါပဲ။လူပရီယာလိုမျိုးအတွေ့အကြုံရင်းချက်တဲ့ဖိုက်တာမျိုးတွေအတွက်တောင်မှအသက်ငယ်ပြီးတော့တက်ကြွနေတဲ့ဗန်ရဲ့အရှင်ကိုထိန်းချုပ်ဖို့ဆိုတာမလွယ်ပါဘူး။လူပရီယာရဲ့နီးစနစ်ပိုင်းတီးကြမှုနဲ့ပညာသားပါတဲ့အရှောင်ဒိန်းတွေရှိပေမဲ့ဗန်ရဲ့မယမနာတိုက်ခိုက်မှုဒီ pressure ပေးတဲ့ပုံစံနဲ့အမောခံနိုင်စွမ်းနေကြောင်းမလို့လူပရီယာရဲ့ gas ကိုကုန်ခန်းစေနိုင်ပါတယ်။ဗန်ကတော့ဘောက်ဆင်စကီးမှာလက်သီးအလေလွင့်အနေငယ်ရှိခြင်းနဲ့ကာကွယ်မှုအားနည်းချက်တွေရှိနေသေးတယ်လို့ဆိုနိုင်ပေမဲ့ချန်ပီယံဖြစ်ပြီးတဲ့နောက်မှာဗန်ရဲ့တိုးတက်နှုန်းကအမကန်ဖြစ်လာနိုင်ပါသေးတယ်။တူပရီယာလိုဖိုက်တာနဲ့ရှင်ပြိုင်မှုအတွက်ဗန်ဟာကာကွယ်မှုနဲ့ထိကျက်တီးကြမှုအပိုင်းကိုမဖြစ်မနေမြင့်တင်ရမှာသေးကြပါရီ။အသက်ငယ်ရသူတဦးအနေနဲ့နီးစနစ်ပိုင်းကိုပြင်ဆင်ပြီးသွားတဲ့အခါမှာသူ့ရဲ့မူလပါဝါနဲ့ပေါင်းစပ်လိုက်မယ်ဆိုရင်တူပရီယာလိုမျိုးပြိုင်ဘက်ကိုပဲအလဲထိုးနိုင်တဲ့အခြေအနေဖန်တီးနိုင်ပါရီ။ဗန်ရဲ့ပညာသားပါတဲ့တုံ့ပြန်နိုင်ပုံနဲ့အထင်မခံနိုင်တဲ့စိတ်ဓာတ်ကတူပရီယာလိုမျိုးဖျော်ပြမှုပေးတဲ့ဖိုက်တာမျိုးတော်မှာစိတ်ဓာတ်ပိုင်းဆိုင်ရာစစ်ပွဲမှာအသာစီးယူထားနိုင်ပါရီ။ပန်လူချာကောင်းလို့နေရဲဆိုတာဗန်စရဲလူငယ်လေးနဲ့မတွေ့ရသေးလို့ပါလို့ပြောခဲ့ပြီးတော့ပြောတဲ့အတိုင်းပဲလှုပ်ပြခဲ့တဲ့သူဗန်ရဲ့စကလုံးတွေမှာတူပူရီယာနဲ့ရင်ဆိုင်ရရင်တော့မှယုံကြည်မှုအပြည့်နဲ့ထိုးတက်နိုင်မယ်ဆိုတာကိုပြသလို့နေပါရီ။ဗန်မှာတူပူရီယာလိုမျိုးရှုံးပွဲမရှိစံချင်းတွေနှစ်ဝေတန်းချန်ပီယံဂုဏ်မှုတွေမရှိသေးဘူးဆိုပေမဲ့ Flyweight တိုင်းရဲ့ထိပ်ဆုံးကိုလင်းမြန်စွာရောက်ရှိလာခြင်းနဲ့လူငယ်ရဲ့မကြောက်တရားတို့ကတူပူရီယာကိုအခက်တွေ့စေမဲ့အဓိကအချက်တွေဖြစ်လာနိုင်ပါရီ။ဂျိုရှာဗန်ကိုမြန်မာနိုင်ငံမှာအားကစားချက်ပြည်သက်တွေကအားပေးတဲ့အကြောင်းရင်းတွေများစွာရှိပါရီ။အဓိကအဖြစ်သူကအာရှဇင်းမြစ်ရှိတဲ့ဖိုက်တာတူဖြစ်တာကြောင့်မလို့ကမ္ဘာအဆင့် UFC မှာချန်ပီယံဖြစ်အောင်မြင်နေတာကကျွန်တော်တို့အာရှသားတွေအတွက်တော့အထူးဂုဏ်စရာပဲဖြစ်ပါရီ။ဒါကြောင့်ဗန်ရဲ့ရိုးရှင်းပြီးတော့ပြင်းထန်တဲ့တိုက်ခိုက်မှုစိတ်ဓာတ်နဲ့လွန်ခဲ့တဲ့အစွမ်းရည်တို့ကတူပူရီယာလိုမျိုးစနစ်တကျကစားရည်သူကိုဖိအားပေးနိုင်ပြီးတော့တူပူရီယာရဲ့တစ်ချက်တည်းနဲ့အလဲထိုးနိုင်တဲ့ပါဝါကိုပင်အန်တုနိုင်ကပွဲကိုအလဲထိုးနဲ့အနိုင်ယူဖို့အခွင့်အရေးများစွာရှိနေပါတယ်လို့ဗန်မက်ကနေပြီးတော့ယုံကြည်စွာအားပေးလိုက်ရပါတယ်ခင်ဗျာ။